Hello everyone, welcome back to my vlogs. ဒီနေ့ကျတော့ကျွန်တော်မလေးရှားဆိုင်ရောက်တဲ့နေ့ကသွားခဲ့တဲ့ကမ်းခြေကိုတောင်းမှာဖြစ်ပါတယ်။ကဲအခုကျတော့မနေ့6နာရီထိုးကိုအေးရထားရပါတယ် Good morning. ထားလေးထားတာမရှိတဲ့မနေ့ခင်းမှထားရတာဖြစ်တဲ့အတွက်မျက်နှာရတော်တော်လေးကိုမှ fresh ဖြစ်နေပါတယ်။ အိုးကဲအခုကျွန်တော်တို့ကလည်းရောက်လာပြီဖြစ်တဲ့အတွက်စထုတ်ပါမယ်။ကျွန်တော်တို့အဲ့ဒီကမ်းခြေကိုသွားမှာက relax သွားလို့မှာဖြစ်တဲ့အတွက် block to relax ဖြစ်ခဲ့မလဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်။ကဲဒါကကျတော့ကျွန်တော်တို့သွားခြင်းတဲ့ကမ်းခြေကိုသွားရတော့မှာဖြစ်တဲ့အတွက်ပျော်နေတဲ့မျက်နှာကြီးဖြစ်ပါတယ်။ Ayaw kasi lang pa ayaw. ကျွန်တော်စားထွက်တဲ့ချိန်ကမနေ့9နာရီကိုတီပေါ့နော်ဆိုတော့နေရတော့မထွက်သေးပါဘူးမနေ့စောရီသွားရတာဖြစ်တဲ့အတွက်စိတ်ကတော့လုံးဝ fresh ဖြစ်တယ်ဒါပေမဲ့ကတော့နည်းနည်းလေးတော့ကြပ်ပါတယ်ဒီ2026တနှစ်လုံးကိုကျွန်တော်အပြင်မထွက်ရသေးပါဘူးအဲဒါကြောင့်မလို့ပင်မနာတွေစိတ်ဖြစ်စီးတာတွေကိုပလဲရင်းနဲ့သွားမြမှာဖြစ်ပါတယ်ကျွန်တော်တို့ခုသွားမယ့်ကမ်းခြေကကယ်လာနေပြီးတော့တနိုင်လောက်တနိုင်ခွဲလောက်သွားရပါတယ်ကျွန်တော်တို့ခုသွားမယ့်ကမ်းခြေကရေချိုးကျင်တဲ့သူတွေတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကမ်းခြေကရေချိုးရတာကိုပို့ပြီးတော့ဦးစားပေးတဲ့ကမ်းခြေဖြစ်တဲ့အတွက်ပါကဲဒါကကျတော့နိုင်ဝက်လောက်ကစီးပြီးတဲ့ချိန်မှာမထားခဲ့ဘူးတဲ့မနေ့ခင်းမှထားရလို့အိပ်ပျော်နေကြတဲ့အဖွဲ့ပါကျွန်တော်ကတော့တွေ့တဲ့အတိုင်းပဲ vlog တွေရတာဖြစ်တဲ့အတွက်သူများတဲ့အိတ်ချင်လည်းမအေးရပါဘူးကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်လမ်းတစ်ဝက်ကျော်လို့ကျွန်တော်သွားမယ့်ဆိုင်းဘုတ်ကိုတွေ့နေရပါပြီကျွန်တော်ခုသွားမယ့်ကမ်းခြေက Port Dickson ပန်တိုင်တလော့ကမန်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ခုသွားရင်နဲ့နေရလဲထွက်လာပါပြီဒီလိုနေထွက်တာကကျွန်တော်တွေ့ရခဲ့လို့ပြောရမယ်ပေါ့နော်ကျွန်တော်တို့သွားရင်နဲ့ဆိုင်းဘုတ်ကိုတော့မြင်နေရပါပြီဆိုတော့တော်တော်လေးကိုမှရင်ခုန်နေပါတယ် Hello Selamat sampai It's just them Ayaw na ba ayaw. ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်သွားကျင်တဲ့ပန်တိုက်တလို့ကမန်ကန်ကြီးကိုရောက်ပါပြီဘယ်လောက်ထိသွားကျင်နေကြလဲဆိုတာကိုဒီမှာပဲကြည့်လိုက်ပါကျွန်တော်တို့အဲ့ဒီရောက်တော့စောလွန်တဲ့အခါကျတော့ဆိုင်မမဖွင့်သေးတဲ့အပြင်ကမ်းခြေမှာလည်းလူသိမ့်မရှိသေးပါဘူးဒီမှာသာကြည့်လိုက်ပါဝါအိုးကဲဒါကြတော့ကျွန်တော်ခုနဖတ်ပြနေတဲ့ပန်တိုက်တလို့ကမန်ဖြစ်ပါတယ်ပင်လယ်ကိုရောက်ပါပြီကဲဒါကျတော့ကျွန်တော်ရောက်ချင်းပင်လယ်ကို morning ဆိုပြီးနှုတ်ဆက်လိုက်တာဖြစ်ပါတယ်ကဲအခုရောက်ပါပြီဆိုတော့ရောက်ပြီဆိုတော့ခဏလောက်ဟိုကြည့်ဒီကြည့်သွားလိုက်အောင်ပေါ့နော်ကဲဒါကျတော့ကမ်းခြေမှာတွေ့ရတဲ့ခုံကြီးကလေးတွေဖြစ်ပါတယ်မနေ့အစောကြီးသူတို့အစာကျွေးနေကြတာဖြစ်ပါတယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့ရောက်ချင်းကမ်းခြေကိုဟိုကြည့်ဒီကြည့်သွားကြည့်နေကြတာဖြစ်ပါတယ်ဟိုကြည့်ဒီကြည့်ကြည့်ပြီးသွားတဲ့ချိန်မှာကျွန်တော်တို့ကမ်းခြေမှာနေရာချမယ်ဆိုပြီးတော့နေရာလိုက်ချနေကြတာဖြစ်ပါတယ်အခုကတော့စောရောက်လို့ဘာမှမဖွင့်သေးပါဘူးကျွန်တော်သွားရှာတဲ့နေရာဘက်ကပိတ်ထားတာဖြစ်တဲ့အတွက်ကျွန်တော်နေရာတော့မရခဲ့တော့ဘူးပေါ့နော်ခဏနေကြလို့ရှိရင်တော့ကျွန်တော်နေရာတစ်ခုသွားရှာမှာဖြစ်ပါတယ်နေရာတစ်မရှာခင်မှာမနေနိုင်တော့လို့ရေရင်ဆော့ခဲ့ပါတယ်ကဲဒါကြတော့ကျွန်တော်ရေဆော့နေရင်းနဲ့နေရာတော့ထွက်လာပါပြီဘလောက်တောင်ရေဆော့ကျင်နေကြလဲဆိုလို့ရှိရင်ရေခဏဆော့ပြီးသွားလို့ရှိရင်နေရာတစ်ရှာမယ်ဆိုပြီးတော့လှုပ်ထားတာရေဆော့ရလက်လွန်သွားလို့ထမင်းစားရမယ့်အချိန်တော့ရောက်သွားပါတယ် Hello Okay ခုတော့ထမင်းစားမှာဖြစ်ပါတယ်7 နာရီထိုးနေပါပြီကဲဒါကြတော့အနီးနားမှာရှိတဲ့ဆိုင်တစ်ဆိုင်မှာကိုစားချင်တာအောင်မစားနေကြတာဖြစ်ပါတယ် Hello အခုတော့ထမင်းစားလုပ်ပြီးပါပြီကဲအခုတော့ကျွန်တော်တို့ထမင်းစားပြီးလို့နေရာတစ်သွားရှာကြမှာဖြစ်ပါတယ်ထိုင်ကောင်းတော့ရပါပြီကဲအခုကျွန်တော်တို့နေရာလဲရပြီးသွားပြီဆိုတော့အဝတ်စားသွားလဲမယ်အဝတ်စားလဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ရေစပြီးတော့ကူပါမယ်ကဲခုတော့ဝတ်စားလဲလုပ်ပြီးပါပြီဆိုတော့ရေကူပါမယ်